ဤလူ၏မျက်လုံးများသည်ရှေးဟောင်းပစ္စည်းများနှင့်မတော်တဆချစ်မိခဲ့သည်သူနိုးလာသောအခါဆေးရုံတွင်ရောက်နေပြီးသူ့မျက်လုံးများအဝတ်ဖြင့်စီးထားသည်ကိုတွေ့ရသည်သူ၏မျက်လုံးများကိုအဝတ်ဖြင့်ဖုံးအုပ်ထားသည်ထို့နောက်သူ့အားထူးဆန်းသောအရာတစ်ခုဖြစ်ပျက်လာသည်သူသည်အဝတ်ကိုဖောက်မြင်နိုင်ုံသာမကနံရံကိုပါဖောက်မြင်နိုင်သည်သူသည်နောက်တစ်ခန်းရှိသူနာပြုကိုမြင်လိုက်ရသည်သူသည်အလွန်ကြောက်လန့်သွား၍မျက်လုံးမှအဝတ်ကိုအလျင်မြန်ခွာချလိုက်သည်ဆရာဝန်ရောက်လာသောအခါသူသည်အပေါ်သို့မောကြည့်လိုက်ရာဆရာဝန်မျက်နှာပေါ်ရှိနှာခေါင်းစည်းအောက်မှမဲ့တစ်ခုကိုတွေ့လိုက်ရသည်သူသည်အမှန်တရားကိုအတည်ပြုရန်နှာခေါင်းစည်းကိုချွတ်ပေးဖို့ဆရာဝန်ကိုတောင်းဆိုသည်အမှန်စင်စစ်သူခုနကမြင်ခဲ့ရသည့်အတိုင်းထိုးမဲ့သည်တိတိကျကျပင်ဖြစ်နေသည်ဤမြတာမကသူသည်သူ၏သူငယ်ချင်းနှင့်အတူဈေးထဲတွင်ရှောက်သွားနေစဉ်ဆိုင်ရှင်လက်ထဲမှဘူးသည်အဖိုးရန်ရှေးဟောင်းပစ္စည်းဖြစ်နေသည်ကိုရုတ်တရက်မြင်လိုက်ရသည်ထို့ကြောင့်သူသည်ဆိုင်ရှင်အားရောင်းမိလားဟုမေးမြန်းသည်ဆိုင်ရှင်ကဒေါ်လာ2000တောင်းသည်သို့တော်သူကသူတို့ကိုဒေါ်လာ600ဖြင့်ရောင်းလိုက်သည်ထို့နောက်သူတို့သည်ထိုဘူးသည်ကိုရှေးဟောင်းပစ္စည်းခိုးရောင်းသူထံခေါ်သွားရာဤဘူးသည်ဤတန်ဖိုးသည်ဒေါ်လာ3သိန်းတန်ကြောင်းတွေ့ရှိရသည်ယခုသူမှာအထူးစွမ်းအားများရှိကြောင်းအတည်ပြုရန်သူသည်လေလံပွဲသို့သွားခဲ့သည်ထိုလေလံပွဲတွင်ရှေးဟောင်းပန်းချီကားတစ်ချက်ကိုလေလံတင်ထားတော်လဲမိသူများဝယ်လိုခြင်းမရှိပေသို့သောထိုလူသည်ပန်းချီကားတွင်တစုံတရာထူးခြားသည်ကိုသတိထားမိသဖြင့်ဝယ်ယူရန်ဆုံးဖြတ်လိုက်သည်ထို့နောက်သူသည်ထိုပန်းချီကားကိုရှေးဟောင်းပစ္စည်းကျွမ်းကျင်သူဖြစ်သောသူ၏အဘိုးထံသို့ယူဆောင်သွားသည်ထိုနေရာတွင်ဘင်းတို့သည်ပန်းချီကား၏တန်ဖိုးသည်ဒေါ်လာ15သန်းတန်ကြောင်းတွေ့ရှိရသည်